စားတော့ပါတော့မယ်ပုံထဲမှာလည်းအပြည့်ပိုက်ထဲမှာလည်းအပြည့်နော်နိုင်ခွဲနေတယ်အားနေကြပဲမရဘူးလေဒါမလည်းကိုဘာပြောမလဲနည်းနည်းမှတိုင်ပေးလေပြလိုက်စုဒီဘက်နောက်ဒီစရောဘာတူပါရှင်ပြလိုက်စုအင်္ဂလန်ကောင်းမှုအကြောင်းပြီးဘေးဘေးရဖယောင်းကကန်ကြီးပါရှမ်းလာတောင်းနေပတ်ပတ်လည်ဝိုင်းတာတို့ကဒီကော်ဖီဆိုင်လေးမှာထိုင်ပါပါrồi ra làဒါကဖယောင်းမြို့ရဲ့မြို့တယ်ပေါ့နော်
ကဲဖျောင်းမျိုးကနေရောထွက်လာပါပြီကဲနောက်ထပ် stop တစ်ခုမှနားဖို့အတွက်1နာရီခွဲ2နာရီနီးပါလောက်ဆက်မောင်းကြပါမယ်ဒီမြို့လေးဒီနေရာလေးရောက်တော့မိခိုးတွေနဲ့မိုးလေးအုပ်လေးနဲ့ဆိုတော့အမိုင်းလေးတစ်ဖြတ်ပေါ့နော်အရန်သဘောကျတာအဲ့ဒီရာသီဥတုလေးရောတောတောင်တဘာဝလေးရောတောက်လျှောက်လှလာလိုက်တာချင်းမိုင်ရစထွက်ခရရပါပဲကွယ်ဒီတောင်ကျောင်းကိုတက်လာလိုက်တာအပေါ်မှာ view point တစ်ခုရှိပါတယ်အဲ့ဒီမှာဝင်ပါမယ်ဝင်နားပါမယ်ရောက်ပါပြီ Magic Mountain နဲ့အဲ့ဒီမှာ camping လေးလည်းရှိတယ်ကိုရီးယားတော့အဲ့ဒီဘေးကဆိုင်မှာထိုင်ပါမယ်ဟို Magic Mountain မှာလူများလို့လေဒီဆိုင်လေးကလူလည်းနည်းတယ် view လည်းပိုလှတော့အဲ့ဒီနေရာလေးမှာထိုင်ပါမယ်နားလိုက်ပါအောင်မယ်တို့ရပြရတော့ဘိုင်းနောက်ခီးစောဘယ်လောက်ကျန်သေးလဲ9နာရီပဲဟမ်ဟဲ့တကယ်လားဟုတ်တယ်အဲဟုတ်ကဲ့ခင်းနေအောင်နေပြီရပါတယ်ပြောင်းနှိပ်ပြီးတော့အေးလေငါတို့ကုရှိပမာလေးအေးအော်ဒီကပိုတော့မိုက်သေးတယ်ဒီကတမို့တော့လည်းလူရှင်းလို့ဒီဆိုင်ကိုကြိုက်ကဲ lunch time break နားပြီးသွားပြီ
စားလဲစားပြီးသွားပြီဆိုတော့ခရီးဆက်ပါမယ်ပွားမှာတ냐အိတ်ဖို့အတွက်ကိုပွားကိုချီတက်ပါမယ်view ရလေးတအားလာတာနော် site scene လေးလိုက်ကြည့်ကြပါဦးခေါ်သွားပေးမယ်နော်တကယ်ကိုလာတာ မိုးရွာတဲ့မိုးပေါက်ကြီးတာလေအကြီးမလီနာလိုက်တာအတောင်အဲ့ဒီမိုးကလေချင်းမိုင်ရထွက်ခရဲကသူကရွာချင်းနေတာ
မိုးရအိုးပြီးတလန်းလုံးအိုးပြီးညှို့မိုင်းလာလိုက်တာဟိုတယ်နားရောက်ခံနေကြတော့တကုန်းရွာချတာအေးစိတ်နေတာအဲ့ဒါကိုယ်လည်းပြင်ရမှာဟိုတယ်ရောက်တာနဲ့ထုတ်တဲ့ပုံပြစ်ချပြီးခုကစောကောက်ဆွတ်ပြီးတော့ရေဘူးကနေခုံစင်းတော့တာပဲယောကင်မရာလည်းလက်ထဲမှာမကိုင်နိုင်တော့ဘူးရောက်တာနဲ့ရေထဲကိုခုံစင်းတာဆိုတော့အခုအဲ့ဒါလက်ထဲမှာဖုန်းလေးပါလာတော့ဖုန်းလေးနဲ့ရိုက်ထားတာလေးပါမှတ်တမ်းလေးပေါ့နော်ကိုကမိုးရွာတဲ့အချိန်ရေကူးရတာတိတ်ကြိုက်တယ်အဲ့တော့မိုးရွာလိုက်တိတ်လိုက်နေအောင်ရေထဲကကောက်ကိုမတက်ဘူးဟိုတယ်လေးကဂျပန်စတိုင်လေးပေါ့ကွယ်တိတ်ချစ်စရာရမ်းကောင်းတယ် private pool လေးနဲ့ဆိုတော့အရမ်းမိုက်တယ်ကိုလက်ကိုချီကြီးပဲဘယ်သူမှလည်းမရှိဘူးကဲပွားမှာဒီဗီလာလေးမှာတ냐အိပ်ပြီးတော့ကဲနောက်ထပ်ခရီးဆက်ပါမယ်စပန်ကိုတွားကြပါမယ်ဒါကပွားရဲ့မြို့တွေကရက်ကွက်ကလေးပေါ့နော်အိမ်လေးလည်းရှိတယ်ဗီလာလေးလည်းရှိတယ်ဟိုတယ်လေးလည်းရှိတယ်ဟ home stay လေးလည်းရှိတယ်ပြီးရင်ဒါအဝတ်လျှော်တဲ့နေရာပေါ့နော်အဲ့ဒါလေးလည်းရှိပါတယ်ကဲအခုတငယ်ချင်းတွေနဲ့ point တစ်ခုမှချိန်ထားတယ်အဲ့ဒီမှာသွားဆုံးပြီးတော့နောက်ထပ်စပန်ကိုခရီးဆက်ပါမယ်ရှင်ဘိုင်ဘိုင်ကျေးဇူးတင်ပါတယ်